နင်ဂျာတွေဟာသူတို့စီပစ်ခတ်လိုက်တဲ့များတွေကိုလက်နဲ့ဖမ်းယူနိုင်ကြတယ်လို့ပြောဆိုကြပေမဲ့အဲ့ဒါကအမှန်တကယ်ဖြစ်နိုင်ပါမလားဒါကိုစုံစမ်းသိရှိဖို့အတွက်အမေရိကရဲ့14မြင်းဆောင်ဖွဲ့ဖြစ်တဲ့ Mythbuster ဖွဲ့ဟာတကယ်နင်ဂျာတယောက်ကိုခေါ်ယူခဲ့ကြတာပါပထမဆုံးစမ်းသပ်မှုမှာတော့သူတို့ဟာအကွာဝေးပေ30လောက်မှာမတက်ရက်ခဲ့ကြပြီးများတစ်ချောင်းကိုသူ့ရဲ့ဘေးနားကနေအားပြည့်မဟုတ်ပဲအားတဝက်နဲ့ပစ်ခတ်ခဲ့တာပါများဟာတနာရီကို100မိုင်အချိန်လုံးနဲ့တွာလာနေတာကြောင့်နင်ဂျာအတွက်တုံ့ပြန်ဖို့စက္ကန့်ရဲ့10ပုံတပုံပဲအချိန်ရရှိခဲ့ပါတယ်သူဟာအချိန်လွဲချော်သွားခဲ့ရင်မဲ့ကျိုးပန်းမှုအများပြားပြုလုပ်ပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာများကိုအောင်မြင်စွာဖမ်းယူနိုင်ခဲ့တာပါအဲ့ဒီနောက်သူတို့ဟာစိန်ခေါ်မှုကိုပုံမမြင့်တင်လိုက်ကြပါတယ်။များပစ်သမား3ယောက်ကသူ့စီယာပါများတွေကိုပစ်ခတ်ခဲ့ကြတာပါ။လုံခြုံရေးအကြံပြုချက်အနေနဲ့ဒါကိုအိမ်မှာလုံးဝမစမ်းသပ်ပါနဲ့နော်။ဒီတစ်ချိန်မှာတော့နင်ဂျာဟာဆိုးရွားစွာရုန်းကန်ခဲ့ရပြီးစက်တိုက်ထိခိုက်ဒဏ်ရာရရှိနေခဲ့တာပါ။သူ့ကိုအချိန်ပုံမရရှိစေဖို့အတွက်များပစ်သမားဟာအနောက်စီ30ပေလောက်ဆုတ်ခွာပေးခဲ့ပါတယ်။ဒါပေမဲ့ကျိုးပန်းမှုအများပြားပြုလုပ်ပြီးတဲ့နောက်မှာတော့မှသူဟာများကိုမဖမ်းယူနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့သူတို့ဟာအရေးကြီးတဲ့ပြောင်းလဲမှုတစ်ခုကိုပြုလုပ်လိုက်ကြပါတယ်။များပစ်သမားတွေဟာနောက်ဆုံးစက္ကန့်မှာမှသူတို့ရဲ့လေးတွေကိုမြင့်တင်ခဲ့ကြတာကြောင့်ကြိုတင်သတိပေးမှုဘာမှမရှိခဲ့တာပါ။ဒီတစ်ချိန်မှာတော့နင်ဂျာဟာများကိုအောင်မြင်စွာဖမ်းယူနိုင်ခဲ့ပြီးပြောဆိုချက်ဟာအမှန်တကယ်ဖြစ်ကြောင်းသက်သေပြသွားခဲ့ပါတော့တယ်။ကဲတငယ်ချင်းတို့ရေဒီနေ့ချီးပါပြီးသွားပြီလား။ကွန်မန့်မှာဖြေခဲ့ဦးနော်။